Dzuchi's second stage disaster assessment team continued visiting Mandalay to gather reconstruction needs for monasteries and Buddhist institutes. ဖြေဖို့ခက်တော့တာပေါ့တို့သာသနာမျိုးဆက်တစ်ဆက်နှစ်ဆက်မက10ဆက်လောက်ဒီတန်ခါပါ300နဲ့ဆင်းလည်းမပြေဘူးပြိုကြတဲ့နာယံတွေကိုပဲကြည့်ပြီးကိုကောင်းပေါ်ပြိုမကြအောင်ရှောင်ရင်းနဲ့ပထမအချိန်လှုပ်လို့ငြိမ်တဲ့အချိန်လေးမှာတော့3လက်ကနေပြီးဆင်းတယ်ဒီဘက်အကယ်၍တပြည့်လို့လောက်ဆိုရင်6ပုံစံလေးပေါ့ဗျဒီလိုပုံစံဒီလိုပုံစံလည်းရှိတယ်ဗျအရင်ဒီဆောက်တဲ့ပုံကိုယ်တွေကတွိုင်းလက်ကိုဒီဆောက်ဖို့ရာထားပြီးနဲ့ကျင့်လို့ပြီးတယ်အပေါ်ပြတော့လဲချမ်းချမ်းသာသာနဲ့နေရောညာရောတွိုင်းလက်ကစားသုံးလို့ရတယ်ခုသုံးလို့မရဘူးလားမင်းခုကြတော့ဒီအများဆုံးနဲ့ခုနကလေးနဲ့တွိုင်းလက်တန်းကြီးရှိတယ်ရတယ်လေဘုန်းကြီးပြောတယ်ဘုန်းကြီးလိုက်ပါအဲ့ရှိရအဆောင်မှာစာချပြီးတယ်ဒီဘက်ကအဆောင်မှာလည်းစာချပြီးတယ်ချပြီးလို့ဖုန်းဖုန်းလေးကိုရင်းနေအိတ်တော့ပဲအဲ့တော့အဲ့အဆောင်မှာပဲအဆောင်မှာပဲအခုအဲ့ဒါယူရှိတော့ဖုန်းဖုန်းစာချတဲ့ခါကျရင်ဘယ်လိုစီစဉ်လဲလောလောဆယ်ကတော့အဲ့ဖရာကြီးရဲ့ပဲအလုပ်လုပ်အောင်ပါဟိုဘက်ဖရာကြီးရဲ့ဒီအချင်းလေးရဲ့ဒီနှစ်ခုပဲလောလောဆယ်လုပ်လို့ရအောင်ဒီဟာဟိုရှိစင်ဒီဟာမရှိတော့ဒီဟာကတော့ဒါလေးလက်စတက်သွားရင်တော့လေဒါလည်းတစ်မျိုးတော့လုပ်လို့ရတယ်ရိုက်ပြီးမှဟိုဘက်ပြန်ဆင်းလာဒီကတော့ဖြစ်တော့ပါပြီဒီပြန်တဲ့ဒီဆောင်လေးကပြောတော့ကြောင်းတယ်တော့တော့နည်းနည်းချက်ပြည့်နော်ပါပြီဆောင်းကတော့ဟိုဒီအပ200လေးပန်း200ရောကိုဒီမှာနေကြတယ်ဒီမှာနေတော့ကျန်တဲ့ The monastic led volunteers to visit the temporary shelters. During the disaster, the monastics could only sleep on bamboo beds, with some having to sleep on bamboo mats. Thì 6 thì ဟိုတရားပဲပြက်သွားတယ်ပြီ